ဒီဗီဒီယိုလေးကတော့နံပါတ်1သင်ခန်းစာပေါ့နော်သင်ခန်းစာနံပါတ်1ဗီဒီယိုဖြစ်ပါတယ်ဟုတ်ကဲ့အခုပထမဆုံးပေါ့နော်အခုကျွန်တော်ကဘယ်ကနေစမလဲဆိုတော့ဒီ basis ပိုင်းကိုသွားမယ်ပေါ့နော် basis ပိုင်းကိုမှကျွန်တော်တို့ဟိုလိုလေးသွားလိုက်မယ်ခက်တော့လေးသွားလိုက်မယ်ပေါ့နော်ဟိုတိတ်တယ်ခက်ခဲမဟုတ်ဘူးပေါ့နော်နောက်ဆုံးကျွန်တော်တို့ကအိတ်ဇဲကိုပထမဆုံးလိုအပ်တာတော့အိတ်ဇဲကိုကိုယ့်ကွန်ပျူတာထဲမှာတွင်းပြီးသားဖြစ်ရမယ်ပေါ့နော်ခုနောက်ပိုင်းအိတ်ဇဲကိုသုံးမယ်ဆိုတော့ Windows 10 Windows 11ဆိုရင်တော့ပိုကောင်းတယ် Windows ဆိုရင်ပေါ့နော် Windows 11ဆိုရင်တော့ပိုကောင်းတယ်ပြီးရင်လည်းအိတ်ဇဲဆိုရင်လည်းသူ version တွေဆိုရင်နောက်ဆုံးပေါ် version ဖြစ်တွေပိုကောင်းတယ်အခုကျွန်တော်ဆိုရင်2024ပေါ့နော်2024အိတ်ဇဲ2024 version ထည့်တယ်အဲ့ဒါတွေကတော့ဟိုဆိုင်မှာတွားထည့်လဲရတယ်နောက်မှကိုထည့်ခြင်းနဲ့ဘယ်လိုထည့်လို့ရလဲဆိုတဲ့ဟာကိုကျွန်တော်တသက်ပြန်ပြောပြပေးမယ်ပေါ့နော်တိကျင်လောလောဆယ်တော့ထည့်ပြီးကြလို့ယူဆပြီးကျွန်တော်ပြောမယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ကဒီ application တွေရှာရင်ပေါ့နော်ပုံမှန်ဆိုတော့ဒီ desktop ပေါ်မှာအိဇဲရရှိနေတတ်တယ်ပေါ့နော်တင်ထားပေးရင်ပေါ့အခုလောဆယ်တော့မရှိနေဘူးမရှိနေဆိုကျွန်တော်တို့ကအိဇဲဆိုတဲ့ application ကျွန်တော်ဒီမှာဒီ search bar မှာပေါ့နော်ကျွန်တော်ရှာလိုက်မယ် EACEN အိဇဲဆိုရှာလိုက်ဒီမှာအိဇဲတွေ့တယ်နော်တွေ့ရင်တော့ဒါကျွန်တော်ဖွင့်ထားတဲ့ recent တွေပေါ့နော်အဲကြရင်ဒီကမြားလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒီကမြားလေးကိုကျွန်တော်နှိပ်လိုက်ပြီးရင်ဒီမှာ pin to task bar ဒီ task bar ပေါ်မှာအိဇဲပေါ်နေရင်ကျွန်တော်တို့ကအချိန်မီဒီမှာရှာဖွင့်လိုက်ရုံပဲနော်အဲ့တော့ pin to task bar ဆိုရင်ကျွန်တော်တို့အားဒီမှာတွေ့လားဒီမှာရောက်သွားပြီနော်ဒီမှာဆိုရင်လည်း pin unpin from stat ဆိုတော့ဒီ stat မှာလည်း pin လောက်ထားပြီးသားပေါ့နော် pin တွဲထားပြီးသားပေါ့နော် okay ဟုတ်ပြီနံပါတ်1အဲ့လိုမျိုး pin လောက်လိုက်ပြီပြီးရင်အဲ့ဆိုကျွန်တော်တို့ကဒီ desktop ပေါ်မှာတော့မရှိပေမဲ့ဒီအောက်က task bar မှာကျွန်တော်လာရှာလို့ရတယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့ပထမဆုံး Excel ကိုဖွင့်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပဲ double click တခါလေကြာရင်လည်းဒီပေါ်မှာဆိုရင် double click ပေးကြရမလို့ click လေးတစ်ချက်နှိပ်လိုက်အခုဒီလိုမျိုး screen မြင်ရမယ်ဒီလို screen ဘာလို့မြင်ရလဲဒီအောက်ကဟာတွေကဘာလို့မြင်ရလဲဆိုတော့ဒါကျွန်တော်ကလှုပ်လက်စားအလုပ်လှုပ်လက်စားမို့လို့ပေါ့နော်တကယ်လို့အလုပ်လှုပ်လက်စားဘာမှမရှိသေးဘူးအသစ်ဆိုရင်တော့ဒီမှာဘာမှပေါ်မှာမဟုတ်ဘူးပေါ့နော်အဲ့မှာကျွန်တော်တို့က file ကိုဖွင့်မယ်ဆိုရင်ကျွန်တော်တို့ကအသစ်စလုပ်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ new ရှိတယ် open ဆိုရင်တော့ကျွန်တော်တို့ငကို file တွေရှိပြီးသား file တွေကိုတွားဖွင့်တာပေါ့နော်ဒီထဲကနေတွားဖွင့်နေရတယ်ဓာတ်ရိုက်ဖွင့်နေရတယ်ပေါ့နော်အခုဟိုကျွန်တော်တို့ video တွေတပုတ်ချင်းဓာတ်ရိုက်ဖွင့်ကြည့်လို့ဖွင့်နေရတယ်ဒီ software Excel application တွေကတစ်စင်နဲ့တွားဖွင့်လို့ရတယ်ပေါ့နော်ဟိုကျန်တဲ့ဒီ Excel version ဘာညာတွေဟို activate လုပ်ထားလားမလုပ်ထားလေးကတော့ဒီ video မှာကျွန်တော်မပြောတော့ဘူးเนาะလိုအပ်မှပဲကျွန်တော်ပြန်ပြောပြီးပေါ့နော်โอเคဟုတ်ပြီကျွန်တော်တို့ကဒီမှာ new ကိုနှိပ်လိုက်မယ် new ကိုနှိပ်လိုက်ရင်သူကဒီမှာဒီအပေါ်ဆုံးမှာ blank workbook ဒါကိုဖန်တီးရမယ် workbook ပေါ့နော်အဲ့ဒါလေးရှိမယ်ပုံမှန်ဆိုရင်တော့ဒီဟာကိုဖွင့်လိုက်ရုံပဲအောက်မှာဆိုရင်တော့သူကကိုသုံးမဲ့အလုပ်ပေါ်မှာမူတည်တဲ့ template တွေရှိတယ်ဒါပေမဲ့ဒီ template တွေကတော့ဟိုသူများရတော့အဆင်ပြေမယ်ကျွန်တော်ကျတော့ကိုလောက်ရတာကိုကျွန်တော်ပို့ချိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုလောက်မယ်အဲ့တော့ကျွန်တော်ဒီ blank workbook ဆိုတော့ကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော် okay ဖွင့်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပြောင်းရင်တွေ့လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် sheet 1ပေါ့ပုံမှန်ဆိုရင်တော့ sheet 1 2 3ဆိုပြီးတော့ပေါ်ပြီးတယ်ပေါ့နော် sheet ဆိုတာတော့ဒီ Excel စာမျက်နှာတစ်ခုပေါ့ဗျာနော် sheet ဆိုကျွန်တော်တို့ဟိုဟာနဲ့ပြောမယ်ဆိုစာရွက်နဲ့ပြောမယ်ဆိုစာရွက်တစ်ရွက်ပေါ့ဗျာစာမျက်နှာတစ်ခုပေါ့နော်ဒီမှာကျွန်တော်ဒီလိုလောက်လိုက်ရင်ဒီမှာ sheet 2ဆိုရင်ဟိုပါပေါ့ကျွန်တော်ဇယားတစ်မျိုးเนาะစရင်တစ်မျိုးကဒီရှိလေးထဲမှာရှိမယ်နောက်စင်းတစ်မျိုးဒီမှာရှိမယ်ပေါ့နော်သူကအဲ့လိုမျိုးလေးတွေပေါ့တက်တက်ရဲဟိုစာမျက်နှာတက်မှာပါရှိမယ်စာမျက်နှာနှစ်မှာအဲ့ပုံစံမျိုးပေါ့နော်ဓာတ်ရိုက်တော့မတက်ဆိုင်ဘူးပေါ့နော်โอเคဟုတ်ပြီအဲ့တော့လိုဒီမလိုဒီအပထားကျွန်တော်တခါလေးရှင်းပြချင်တာဒီအကွက်ကလေးတွေပေါ့နော်ဒီမှာဒါတွေက column တွေ ABCD EFG HIJK ABCD alphabet တွေနဲ့ဖော်ပြထားတဲ့ဟာက column တွေဒီကဏ္ဍတွေနဲ့ဖော်ပြထားတာတွေက row တွေလို့ခေါ်ရပေါ့နော်row 3လို့ကျွန်တော်ပြောလိုက်ပြီဆိုရင်ဒီအချောင်းပြောတာပေါ့နော်ဟုတ်ပြီ column B လို့ပြောလိုက်ရင်ကျွန်တော်ဒီကအဲ့တော့ column ဟိုမှာထားပါတော့နော် B7 လို့ပြောလိုက်မယ်ဆိုရင်ဒီမှာ B နဲ့7နဲ့ B နဲ့7နဲ့စုံနဲ့ဒီအကွက်ကိုပြောတာကျွန်တော်တို့ B7 ပေါ့နော်အဲ့ဒါဆိုရင်ဒါ cell တွေကို reference to နာမည်ပေးရင်ဘယ်လိုဆိုတာပေါ့နော်ဒါတည်ပြီးသားဆိုရင်လည်းဘာပဲပြောထပ်မှန်းမိအောင်လို့ပေါ့နော်အဲ့မှာအရေးကြီးဆုံးချက်ကဒီ Excel နဲ့ပဲစရင်းလို့ဘာပဲလို့ကျွန်တော်တို့က control S ကွန်ပျူတာသမားတွေအားလုံးကကိုလုပ်တဲ့အလုပ်ကို save ပေါ့နော်မှတ်တမ်းတင်ထားတယ်ဟိုကျွန်တော်တို့ဟို map point ပေါ့နော် chat point လောက်ထားမှရတယ်အဲ့တော့ကျွန်တော်တို့ကခုအသစ်ဖြစ်တဲ့အတွက် control S လောက်လိုက်ပြီဆိုရင်ဒီလိုမျိုး save this file ပေါ့နော်ဒါကို
ဘာနာမည်နဲ့စေမှာလဲပေါ့ဗျာကျွန်တော်ကတော့ဘာမို့ DES test ပေါ့ဗျာနော် test ဘာမို့ဘယ်မှာစေမှာလဲဆိုကျွန်တော်တို့ဒီမှာရွေးလို့ရတယ်ဒီမှာဆိုရင်ရွေးစရာကတူပေးထားတာပဲရှိတဲ့အတွက်ကျွန်တော် more option ဆိုပြီးကိုကွန်ပျူတာတွေကနော်ဒီမှာကိုကွန်ပျူတာတွေကဒီမှာကျွန်တော်တို့က this PC မဟုတ်ရင်ဒီမှာ browse နော် browse လုပ်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ C မှာတိမ်မလား D မှာတိမ်မလားပေါ့နော်ဒီဘိုင်းတွေကတော့ဒီအိတ်ဇဲရဲ့အပြင်ဘက်ပေါ့နော် out of အိတ်ဇဲနဲ့တော့ဆိုင်သွားပြီကွန်ပျူတာသုံးတာနဲ့ဆိုင်သွားပြီဆိုတော့ဒါသိမှာပါမသိရင်လည်းကျွန်တော်အကြမ်းမှာတက်ထက်မေးပေါ့နော်ကျွန်တော်ကဟုတ်ပြီ TEST test နာမည်ပြန်ပေးလိုက်မယ်ပေါ့နော်ကျွန်တော် test ဆိုပြီးတော့ကျွန်တော် save လုပ်လိုက်မယ်ဘယ်မှာလဲ D မှာပေါ့နော် D ထဲမှာ drive D ထဲမှာပေါ့နော်ကျွန်တော်တင်လိုက်မယ်ပေါ့နော်အဲ့တော့ဒီကောင်တစ်ချက်ပိတ်လိုက်မယ် drive D ထဲမှာအဲ့ကောင်ရှိမရှိကျွန်တော်တစ်ချက်သွားကြည့်မယ်နော်ဒီမှာ okay drive D ထဲမှာကျွန်တော်တို့ဒီမှာ test ဆိုတဲ့ file ပေါ့နော်ဒီမှာနော်ဒီမှာ test ဆိုတဲ့ file ကဘယ်မှာရှိလဲဘယ်မှာရှိလဲဒီမှာနော်ဒီအပေါ်ကိုကျွန်တော်တစ်ချက်ပြမယ်ဒီမှာ drive D ထဲမှာရှိတယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအခုဒီ test file ကိုပြန်ဖွင့်မယ်ပေါ့နော်အကြရင်ကြတော့ဒီမှာဖွင့်ကြရမလို့တော့ဒီမှာလဲဒီလို right click နှိပ်လိုက်ရင်ဒီ test bar ပေါ်မှာရှိတယ် test bar ပေါ်မှာရှိတဲ့ exec function တွေပေါ်မှာကျွန်တော်တို့က right click တွေ left click တွေလဲကျွန်တော်မပြောတော့ဘူးเนาะမသိဘူးဆိုရင်ကျွန်တော်ပြန်မေးပါเนาะသိတယ်ဆိုရင်လည်းမပြောတော့ဒီမှာကျွန်တော်ဖွင့်ဘူးပြီးသားဟာတွေရဲ့ recent ကိုဒီမှာလွယ်လွယ်ကူကူရှာလို့ရတယ်လောလောဆယ်တော့ဒီ test ကဘာမှမလုပ်ပဲစေထားဆိုဒီ recent မှာမရှိသေးဘူးအဲ့တော့ကျွန်တော်ဒီ test file ကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့เนาะဖွင့်ပြီးကျွန်တော်ဒီ video မှာတော့ရိုးလေးဇာတ်ဘယ်လိုဆွဲလဲဆိုတော့ကျွန်တော်ပြမယ်ပေါ့เนาะ okay ဟုတ်ပြီအဲ့တော့ cell လေးတွေနဲ့တွားတယ်ပေါ့เนาะဒီလိုမျိုး select တစ်ခုမှတ်လိုက်ဒီကောင်လေးတွေတစ်ခုချင်းစီကို cell လို့ခေါ်တယ်ပြီးရင်ဒီ cell လေးတွေအစုအဝေးပေါ့နော်ဒီလိုစုစည်းထားတဲ့ cell လေးတွေအစုစည်းထားတာကိုကျွန်တော်တို့က range လို့ခေါ်တယ်ပေါ့နော် range လို့ခေါ်တယ်ပြီးရင်ဒီ cell တွေကိုရေတွက်မှုပုံစံတွေတော့ array ဆိုတာနဲ့ခေါ်တယ်ဒါတွေကတော့စကားအရပြောတာအဲ့ဒါမသိလဲဘာမှမဖြစ်ဘူးเนาะအဓိကဟုတ်ပြီကျွန်တော်တို့ကရိုးတာမန်စရာလေးတစ်ခုကျွန်တော်ဆွဲမယ်ပေါ့နော်စင်ပေါ့နော် SR ပြီးရင်ဟိုပါပေါ့ SR ပြီးရင် DESCRIB PDION description ပြီးရင် PRIC price ပြီးရင် quantity ဒါပဲကျွန်တော်က quantity ပြီးရင်ကျွန်တော်တို့က AMOU and the amount အမောဗျာဒါနော် amount okay ဟုတ်ပြီကျွန်တော်တို့ဒီလိုလေးလောက်လိုက်ပြီပေါ့နော်အားကောင်အရင်ဆုံးသူကောင်းစဉ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဒီပေါ်ကဟာလေးပေါ့ဒီ home tab အောက်ကပေါ့နော်ကျွန်တော်ဒီ home tab အောက်က home tab အောက်ထဲမှာတရားတွေရွေးလို့ရတယ်ဒီမှာပေါ့နော်ဒါဒီဟောပေါ့ဗျ adjust လုပ်တာတွေပေါ့နော်ဒီဇာတ်တွေပါဆွဲတဲ့အပိုင်းပေါ့နော်ကျွန်တော်တို့ formatting တွေပေါ့နော်အဲ့မှာလုပ်လို့ရတယ်ဒါအလယ်ညီပါညီ okay ဟုတ်ပြီအဲ့ကောင်တွေအကုန်လုံးလှသွားအောင်အလယ်ညီလုပ်မယ်ပေါ့နော် okay ဟုတ်ပြီကျွန်တော်အလယ်ညီလုပ်လိုက်ပြီဆိုရင်ကျွန်တော်ကဒီမှာဆိုရင်သူကျွန်တော်ကတော့ဒီ A တကွက်ကိုအမြဲတမ်းရှန်ထားရပေါ့နော်မလုပ်ပဲ B ကနေစလုပ်တယ်ဒါတွေကနောက်မှရှင်းပြမယ်ဗျတိတ်တော့အရေးမကြီးပါဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် SR ဆိုတာကျင်းနေပြီဒီမှာ1 2 3 4 5 6ထဲမှာဆိုတော့တကောင်ကိုကျင်းရမယ်ဒီကောင်ကကြတော့ပစ္စည်းနာမည်တွေလာမှာဆိုတော့ကျေရမယ်ဒီကောင်က price ဆိုတော့ပတ်စံဆိုတော့သူ price ရဲ့ amount ရဲ့ဟိုကလည်းနည်းနည်းကျေရမယ် quantity ကလည်းအရေးအတွက်ပဲဆိုတော့ကျင်းလို့ရတယ်အဲ့တော့ဒီကောင်ကိုက manually ဒီမှာပေါ့နော်ဒီ B လေးကိုကျင်းကျင်တယ်ကျဲကျင်တယ်ဆိုရင်ဒီ B နဲ့ C ကြားပေါ့နော် column B နဲ့ C ကြားကိုဒီလိုထောက်လိုက်ပြီဆိုရင်ဒီမှာနော်ခုနဒီလိုမြားပုံစံလေးကဒီလိုပြောင်းသွားမယ်ပုံမှန်ဆိုရင်ဒီ Excel ထဲမှာသူ့ရဲ့ pointer လေးကဒီလိုအပေါင်းလက္ခဏာအဖြူလေးဖြစ်တယ်ဒီမှာကြတော့ကျွန်တော်တို့က B ဒီမှာနော်ဒီလိုမျိုး column တို့ row တို့ပေါ်ရောက်သွားပြီဆိုရင်ကြတော့မြားပုံစံအဲ့ဒီလိုဖြစ်တယ်ပေါ့နော်ဟိုမြားအမဲလေးပုံစံဖြစ်တယ်တူနှစ်ခုကြားကိုရောက်သွားတယ်ဒီမှာမြင်တယ်နော်တူနှစ်ခုကြားကိုရောက်ရင်မြားလေးကဒီလိုဖြစ်တယ်အဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော် mouse ကိုဖိထားပြီးကျင်းဒီလိုဆွဲကတ်ကျဲခြင်းဒီလိုဆွဲယူလိုက်နော် okay ဟုတ်ပြီနောက်တစ်ခုကတူကိုတူ auto adjust လုပ်ပေးစီခြင်းတယ်ဆိုရင်ကျွန်တော် auto adjust လုပ်ပေးစီခြင်းတယ်ဒီမှာဆိုတူကျင်းတယ်အဲ့လိုလုပ်ပေးစီခြင်းတယ်ကိုကတစ်ခုချင်းစီ line မလုပ်ချင်ဘူးဆိုရင်ဒီ column နေနေပေါ်မှာထောက်ပြီးဒီလိုဖိထားလိုက်ဒီလိုဖိထားပြီးဒီလိုဆွဲသွားလိုက်ဒီထိဆွဲသွားပြီးပြီဆိုရင်ကျွန်တော်တို့က okay ဆွဲသွားပြီးပြီဆိုရင်ကျွန်တော်တို့ကဒီဟိုဟာတစ်ခုပေါ်မှာဒီဆက်လက်ပေးထားတဲ့ range ပြီးသွားပြီဆိုရင် sorry ဒီလိုဆက်လက်ပေးထားတဲ့ range
တခုပြီးသွားပြီဆိုရင်ဘယ်မှာပဲဖြစ်ဖြစ်ဘယ်နှစ်ခုကြားထဲမှာပဲဖြစ်ဖြစ် PC ကြားထဲမှာ CD ကြားထဲမှာဖြစ်ဖြစ်ဒီလိုလေးခုနလိုလေးပေါ်သွားပြီဆိုရင်ကျွန်တော် double click ပေးလိုက် double click ဆို click နှစ်ချက်နဲ့အဲ့ဒါဆိုရင်ဒီမှာကျင်းတဲ့အတိုင်းကျင်းကျဲတဲ့အတိုင်းဒါပေမဲ့ဒါကကျွန်တော်တို့လိုချင်တဲ့ format တော့မဖြစ်တော့ဒီကောင် description ကိုကျွန်တော်တို့က manually စီနဲ့ဒီကြားမှာအဲ့လိုချဲ့မယ် price ကိုနည်းနည်းချဲ့မယ်ပတ်စံ amount နည်းနည်းချဲ့မယ် QTY နည်းနည်းချဲ့မယ်ဒါကြည့်ကောင်းအောင်လုပ်မယ်လုပ်ပြီးရင်ကျွန်တော်တို့ကကြံတဲ့ဟိုခက်ဟာကြီးကျွန်တော်မပြောသေးဘူးဒီကောင်ဒီလိုလေး select ပြီးရင်ကျွန်တော်တို့လိုချင်တဲ့ဒီ form ပုံစံအတိုင်းလောက်ကိုဒီလိုလုပ်ပြီးရင်ကျွန်တော်တို့ကပေါင်ခတ်မယ်ဆိုရင်ဒီမှာနော်ဒီ home အောက်ကပဲနော်ဒီအောက်မှာဒီလိုလေးရွေးပြီးတော့ကျွန်တော်တို့ဒီမှာ all border ပေါ့နော်ပေါင်ခတ်လိုက်မယ်ပေါင်ခတ်ပြီးပြီဆိုရင်ကျွန်တော်တို့ပြီးပြီနော်ဒါဆိုဇာတ်လေးတစ်ခုပြီးသွားပြီအဲ့ဇာတ်လေးတစ်ခုပြီးရင်ကျွန်တော်တို့ကဟိုဒီအပေါ်ဆုံးheader line ပေါ့နော် header row ကိုကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်တို့ကဒီ mouse မှာရှိရဲ့ wheel လေးကိုလှည့်ရင်ဒီမှာ row တွေအောက်ကိုဆင်းသွားရပေါ့နော်အဲ့လိုမျိုးဆင်းတဲ့အချိန်ကျဒီကောင်ကိုလိုက်မဆင်းစေချင်ဘူးဆိုရင်ကျွန်တော်တို့က freeze ဖမ်းထားလို့ရတယ်သူ့ကိုမရွေ့အောင်ဖမ်းထားလို့ရအဲ့ဒါဘယ်လိုဖမ်းမလဲဆိုတော့ကျွန်တော်တို့ကဒီ view ဆိုတဲ့တဲမှာနော် view ဆိုတဲ့တဲမှာပေါ့နော်ဒီအပေါ်က view ဆိုတဲ့တဲမှာဒီမှာ freeze span ဆိုတာရှိတယ်အဲ့ freeze span ကိုဖမ်းမယ်ဆိုရင်ကျွန်တော်တို့က row 2ကိုခြံထားခြင်းလားဒီ1နဲ့2ကိုမရွှေ့စေခြင်း3ကနေစပြီးပဲရွှေ့စေခြင်းတယ်အခုဆိုရင်ကျတော့ဒီမှာရွှေ့သွားတာလေအဲ့လိုမျိုးဆိုကျွန်တော်တို့က1နဲ့2ကိုခြံထားခြင်းတယ်ဆိုရင်အဲ့ဒီ2ရဲ့အောက်က row 3ကို select ပေးလိုက်ပေးပြီးရင်ကျွန်တော်တို့ကဒီမှာ freeze span ဆိုတာကိုရွေးပြီး freeze span ဆိုပြီးကျွန်တော်တို့ကရွေးလိုက်ရုံပဲเนาะ freeze span ဆိုပြီးကျွန်တော်ရွေးလိုက်ရင်ကျွန်တော်ဒီမှာလှည့်မယ်ဆိုရင်ဒီမှာတွေ့လားတင်းနှစ်ကမရွှေ့ဘူးเนาะဒီဘက်ကိုတတိထားပြီးကြည့်အမှ3 4အောက်ကဟာပဲရွှေ့တယ်ဆိုရင်ဘယ် row ကဘာခေါင်းစဉ်လဲဆိုတော့ကျွန်တော်တို့ကသိနေမှာဖြစ်ပါတယ်เนาะ okay ဟုတ်ပြီဒါကကျွန်တော်ကလုံးဝအခြေခံစရာဆွဲတာကိုကျွန်တော်ပြောတာပေါ့เนาะဒီဗီဒီယိုပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကိုပြန်ပြီးတခုပြန်ပြောပြီးပေါ့เนาะပြန်ပြောပြီးလို့ဟိုကြိုက်တယ်လို့ပြောပေါ့ဗျာเนาะအဆင်ပြေတယ်မပြေဘူးဟိုနားလဲတယ်မလဲဘူးရတယ်အဲ့လောက်ထိဒီလောက်အသေးဟိုအခြေခံကြတာတွေမပြောနဲ့တော့ဒီတက်ခက်တဲ့ advance pack ကိုမြန်မြန်လေးသွားပြီးဆိုရင်လည်းပြောပေးပေါ့เนาะဒီဗီဒီယိုကတော့ဒါပထမဆုံးမိတ်ဆက်ဗီဒီယိုဖြစ်ပါတယ်เนาะကြံတဲ့အပိုင်းတွေတော့အများကြီးကြံနေတယ်အများကြီးဆိုပေမဲ့မပူနဲ့ကျွန်တော်လွယ်ကူပဲလက်တွဲပြီးခေါ်သွားမှာဖြစ်တယ်ပေါ့เนาะโอเคကျေးဇူးအများကြီးတင်ပါတယ်ဒါပထမဗီဒီယိုဖြစ်ပါတယ်ကျွန်တော်နာမည်အောင်တန်းဦးပါကျေးဇူးအများကြီးတင်ပါတယ်